Justin Bieber ရဲ့ဖယားသခင်ကောင်းမြတ်ကြောင်းသူချီးမွမ်းထားတဲ့ဟာပေါ့နော်ကျမဒီနေ့မှာ sharing လုပ်ပေးမယ်ဘာဖြစ်လို့ကျမဒီဟာကို sharing လုပ်ချင်တာလဲဆိုတော့ကျမ Instagram အမြဲတမ်းဖွင့်ကြည့်လိုက်တဲ့ချိန်မှာသူ့ရဲ့ Justin Bieber တက်တေခံတဲ့ဟာပေါ့နော်ဖယားအကြောင်းတက်တေခံထားတဲ့ဟာသူတို့အများကြီး share ကြတယ်ကွာဒီနိုင်ငံခြားဟွာတွေက share ထားကြကျမတော်တော်များများတွေ့လိုက်တယ်ဆိုတော့ကျမကလည်းဒီအရာလေးကိုခွန်အားရလို့ပေါ့နော်ပြန်ပြီးတော့ sharing လုပ်ပေးမယ်ဆိုတော့ Justin Bieber ကအားလုံးသိတဲ့အတိုင်းပဲသူကငငယ်လေးကနေသူ့ဖေနဲ့သူ့အမေကကွဲသွားတာကွာကွဲတဲ့ခါကျတော့သူကသူ့အမေနဲ့နေရတာသူ့အမေက single mother အဖြစ်နဲ့သူ့ကိုစောင့်ရှောက်တယ်ကျွေးမွေးတယ်ပေါ့နော်ဆိုတော့ Justin Bieber ကငငယ်တုန်းကနေအဖေနဲ့မိဘနဲ့ပြပြဆုံဆုံနဲ့အတူတူမနေခဲ့ရတဲ့အခါမှာသူ့မှာစိတ်ပိုင်းဆိုင်ရာနည်းနည်းချွေရင်ချက်တွေရှိတယ်အားငယ်တတ်တဲ့စိတ်တွေရှိတယ်ကွာဒါပေမဲ့ तू ကအတန်ရန်ကောင်းတဲ့ခါကျတော့ तू ကတချင်းလေးတွေဗာလေးတွေဆိုပြီးမှသူ့အမေက तू တချင်းဆိုထားတဲ့ဟာလေးတွေကိုသူ့အမေကနော် YouTube မှာတွေတင်လိုက်တယ်အဲ့လိုတင်တဲ့ချိန်မှာလူတွေကတအားတဘောကြတယ်တအားကြိုက်ကြတယ်ကွာ YouTube မှာတင်တော့တော်တော်လေးပေါက်သွားတယ်အဲ့လိုပေါက်တဲ့ဥစ္စာကိုအလွယ်နည်းပြောရမယ်ဆိုရင်ထုတ်လုပ်တဲ့သူတွေပေါ့နော်အဲ့ဒါတွေကသတိထားမိတဲ့ခါမှာသူ့ကိုဆက်သွယ်ပြီးတော့နောက်ပိုင်းမှာသူ့ကိုမြေတောင်မြောက်ပေးလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ तू က15နှစ်လောက်မှာငငယ်ရွယ်ရွယ်နဲ့တော်တော်လေးကိုနာမည်ကြီးသွားတယ်ကွာ baby ဆိုတဲ့တခြင်းနဲ့ပေါ့နော်တော်တော်လေးနာမည်ကြီးသွားတယ်တကဘာလုံးအနှံ့ကိုပေါ့နော် तू ပေါက်သွားတယ်ပေါ့အဲ့ဒီလိုမျိုးငငယ်ရွယ်ရွယ်နဲ့ तू ကပေါက်လာတယ်နာမည်ကြီးလာတဲ့အတွက်ကြောင့်သူ့ကိုချစ်ခင်တဲ့သူတွေအများကြီးရှိတယ်လို့သူ့ကိုဝေဖန်တိုက်ခိုက်တဲ့သူတွေလည်းအများကြီးရှိလာတယ်ကွာငငယ်ရွယ်ရွယ်နဲ့ तू ကလေအဲ့လိုဝေဖန်တိုက်ခိုက်ထိုးနှက်တဲ့ဒဏ်တွေကို तू အရန်ခံစားရတယ်သူ့ဘဝကလည်းတစ်စစ်ချိုးပြောင်းလဲသွားတယ်ကွာအဲ့လိုပြောင်းလဲလာတာနဲ့အမျှသူ့ကိုမနာလိုမုန်းသီးတဲ့သူတိုက်ခိုက်တဲ့သူတွေအရန်များလာတယ်အဲ့ဒီသူ့ရဲ့ပြိသက်တွေကနေပြီးတော့တိုက်ခိုက်တာမဟုတ်ဘဲနဲ့အဲ့ဒီရဲ့ဒီသူ့ရဲ့ professional เนาะဒီအမှုပညာသူတို့ရဲ့အမှုပညာရှင်အချင်းချင်းထဲကနေတော့မှသူ့ကိုဘယ်လိုပြောမလဲနှိမ်တာတွေကဲ့ရဲ့တာတွေ interview တွေမှာ talk show တွေမှာသူ့ကိုလိန်ပိုင်းဆိုင်ရာဟိုဘယ်လိုပြောမလဲလိန်ပိုင်းဆိုင်ရာပေါ့နော်အမျက်ထုတ်တာတွေသူကြုံရတယ်ကွာသူ့ရဲ့တင်ပန်းကိုညှစ်တာတို့သူ့ရဲ့မျက်နှာကြီးတို့အဲ့လိုကြီးတွေပေါ့လောက်တာတော့သူ့ရဲ့ interview တော်တော်များများမှာကြည့်ဖူးမှာပါသူငငယ်တုန်းက15နှစ်အရွယ်လောက်တုန်းကအဲ့လိုသူ့ကိုပေါ့နော်အဲ့ဒီလိုမျိုးစားနောက်ပြီးတော့လှောင်ပြောင်ပြီးမှစားနောက်တာတွေလိန်ပိုင်းဆိုင်ရာအမျက်ထုတ်တာတွေသူလုံးဝမကြိုက်ဘဲနဲ့လေသူအများကြီးကြုံခဲ့ရတယ်ငငယ်ရွယ်နဲ့သူကြုံခဲ့ရတယ်ပြီးတော့ interview တစ်ခုမှာဆိုရင်သူ့ကိုမေးရမယ့်မေးခွန်းကိုမမေးဘဲနဲ့အဲ့ဒီမေးတယ်သူကနော် talk show တစ်ခုမှာဆိုရင်သူ့ကိုမေးရမယ့်မေးခွန်းကိုမမေးဘဲနဲ့အဲ့ဒီလိုမျိုး15နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုကွာလိန်ပိုင်းဆိုင်ရာမေးခွန်းတွေအများကြီးမေးတယ်ကွာအဲ့လိုမေးတဲ့ခါမှာ तू တော်တော်လေးကိုမကြိုက်ခဲ့ဘူး तू ဖြေလည်းမဖြေချင်ခဲ့ဘူး तू တော်တော်လေးမျက်နှာပူခဲ့ရတဲ့အချိန်တွေရှိတယ်သူ့ကိုကဲရိတ်ခဲ့တယ်အဲ့လိုမျိုးပေါ့နော်ငငယ်ရွယ်ရွယ်နဲ့အဲ့လိုတိုက်ခိုက်တာတွေခံရတယ်လှောင်ပြောင်းတာတွေခံရတယ် तू ကအဲ့ဒီတော့ကြောင့်စိတ်တန်ရတယ်ရပြီးတော့မှ तू ကအပေါင်းအသင်းတွေလည်းမှားပြီးတော့မှ तू တော်တော်လေးဆိုးခဲ့သေးတယ်နောက်ပိုင်းမှာ तू ကပါလဲဆိုပြိသက်တွေကိုလည်း तू မုန်းလာတယ်မုန်းပြီးတော့ပြိသက်တွေကိုလည်း तू ရိုင်းရိုင်းဆန်းဆိုင်နဲ့ तू ဆဲတယ်ပြောတယ်ဆိုတယ်ပေါ့နော်ပြီးကြတော့မှလည်း तू ကကယ်လီဖိုးနီးယားလော့အိန်ဂျလိစ်မှာ तू နေတော့ကလည်းပေါ့နော်သူ့ရဲ့အိမ်နီးချင်းရဲ့အိမ်ကိုပေါ့နော်ကျဥတွေနဲ့ပေါက်တယ်ပေါက်တဲ့ခါကျတော့သူ့ကိုအိမ်နီးချင်းကနေပြီးတော့မကြည်နဲ့လို့ပြန်တိုင်ပြီးတော့အချုပ်ထဲလဲကြာသေးတယ်ရော်ကြီးတွေလည်း तू ပေးလိုက်ရသေးတယ်ပြီးကြတော့မှ तू မူရစ်စေးဝါးတွေလုံလို့ဆိုပြီးတော့အချုပ်ထဲကြာသေးတယ်ပြီးရင် तू ဆေးလိပ်တောက်ပြီးတော့ကားမောင်းလို့ပေါ့နော်ဒဏ်ငွေတွေလည်းဆောင်လိုက်ရသေးတယ် तू ကဆိုတော့ तू အရန်ဆိုးခဲ့တယ်ပြောရမယ်ဆိုရင်မူရစ်စေးတွေတုံးဆွဲပြီးတော့မှလေစိတ်တကြယောဂတွေရပြီးတော့ तू စိတ်တကြတဲ့ယောဂ depression တွေရမ်းဝင်ပြီးတော့မှနော်စိတ်တကြပြီးတော့လုံးဝပုံလဲသွားတဲ့အချိန်တွေထိ तू ပါပေါ့အဆိုးဝါးဆုံးအချိန်တွေ तू ကြုံခဲ့ရတယ်ကွာအဲ့ဒီလိုကြုံခဲ့ရတဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့နော်ဖယားသခင်ကသူ့ကိုအမြဲတမ်းအတူပါရှိပေးတယ်သူ့ကိုဘယ်တော့မှဖယားသခင်ကမပြစ်ထားဘူးတဲ့နော်သူ့ဘဝရဲ့အဆိုးဆုံးအခြေအနေတွေမှာလဲဖယားသခင်ကသူနဲ့အတူတူရှိပေးတယ်တဲ့ဒါကြောင့်သူ့ရဲ့အောင်မြင်ခြင်းတွေကြော်ကြားမှုတွေအားလုံးက
သူ့ရဲ့စိတ်ပျော်ရွှင်အောင်သူ့ရဲ့ depression ဝင်နေတဲ့စိတ်သက်ကြယောဂအကြီးကျယ်သူခံစားနေရတဲ့အရာတွေကိုသူ့ရဲ့အောင်မြင်မှုတွေသူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာတွေကသူ့ကိုမကယ်နိုင်ဘူးတဲ့သူ့ရဲ့စိတ်ကိုလုံခြုံမှုမပေးနိုင်သူ့ရဲ့စိတ်ကိုပျော်အောင်မလုပ်ပေးနိုင်အဲ့ဒီရဲ့အရာတွေကစီးစင်ဥစ္စာငွေကြေးတွေကသူ့ဘဝကိုလုံခြုံမှုမပေးနိုင်ဘူးတဲ့ဒါကြောင့်ယေရှုခရစ်ကပဲဖျားသခင်ကပဲကျွန်တော်ရဲ့စိတ်ကိုလုံခြုံမှုပေးနိုင်တယ်နော်ကျွန်တော်ရဲ့စိတ်ကိုဘာပြောလဲဆိုတော့ငြိမ်းချမ်းမှုပေးနိုင်တယ်လို့သူကပြောတာဖြစ်ပါတယ်ဒါကြောင့်အခုနောက်ပိုင်းမှာသူကဘာလဲဆိုရင်ဖျားတရားနဲ့ပို့ပြီးတော့သူနေလာတယ်ကွာသိလားသူစိုးခဲ့တဲ့ຢာတွေအားလုံးကိုသူပြန်ပြီးတော့မှပြောင်းလဲပြီးတော့မှပေါ့နော်ဖျားတရားနဲ့သူပြန်ပြီးတော့နေလာတယ်ဟိုတနေ့ကသူ့ရဲ့အင်တာဗျူးတစ်ခုမှာဘာပြောလဲဆိုတော့မိန်းကလေးတစ်ယောက်ကိုတဲ့နော်မိန်းကလေးတစ်ယောက်ကိုပြစ်မှားတဲ့စိတ်နဲ့ကြည့်မိရင်တော့မှတဲ့အဲ့ဒီလူရဲ့စိတ်ထဲမှာအဲ့ဒီရဲ့နော်ဖျားရှိမှာအဲ့ဒီလူကအဲ့ဒီမိန်းကလေးကိုပြစ်မှားပြီးသားဖြစ်သွားပြီတဲ့Justin Bieber လို့ပြောတာဖြစ်ပါတယ်။ဒါကြောင့်မိန်းကလေးတစ်ယောက်ကိုငါတို့ကကြည့်မယ်ဆိုရင်ပြစ်မှားတဲ့စိတ်နဲ့တောင်မှနော်မကောင်းတဲ့တဏှာစိတ်နဲ့တောင်မှကြည့်ရင်တောင်မှအဲ့ဒါငါတို့ပြစ်မှားပြီးသွားပြီလို့သူကပြန်ပြောပြတာဖြစ်ပါတယ်။အဲ့တော့ကြောင့်သူပြောချင်တဲ့အရာကဘာလဲဆိုရင်သူကအရင်ကတည်းကနေငငယ်တုန်းကတည်းကနေသူဖျားကိုအမြဲတမ်းကိုးစားနေသူတယောက်ဖြစ်တယ်။ဒါပေမဲ့သူ့ဘဝရဲ့အနှိမ်အမြင့်အသက်ကြတွေကအရန်ကြီးကိုပေါ့နော်အပြောင်းလဲကြီးရန်ဖြစ်တဲ့ခါမှာသူစိတ်မထိန်နိုင်မဲနဲ့သူလှုပ်ချင်ရတယ်လှုပ်ပလိုက်တယ်သူနေချင်သူလိုနေခဲ့တယ်စိုးသွမ်းခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီထဲမှာသူ့ရဲ့စိတ်ကိုအမြဲတမ်းငြိမ်သက်ခြင်းပေးနိုင်တဲ့သူကဖျားသခင်ပဲဖြစ်တယ်တဲ့သူပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာအောင်မြင်ကြိုးကြားမှုတွေကသူ့ကိုပျော်ရွှင်ခြင်းအစစ်အမှန်သူ့မပေးနိုင်ဘူးတဲ့ဖျားသခင်ကသာသူ့ကိုပျော်ရွှင်ခြင်းအစစ်အမှန်နဲ့လုံခြုံမှုစိတ်ချမှုပေးနိုင်တယ်ဆိုမှ तू ကဖျားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းသွားတာဖြစ်ပါတယ်။ဒါကြောင့် तू ကဖျားသခြင်းတွေဆိုလဲ तू holy ဆိုတဲ့ခြင်းတွေပေါ့နော်။သူ့ရဲ့သခြင်းတွေဆိုလဲ तू ဖျားသခြင်းတွေ तू ဆိုပြီးတော့မှဖျားကို तू ချီးမွမ်းထားတဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့ Justin Bieber ကအစိုးထဲကနေပြီးတော့မှဖျားစီမှာပြန်လှည့်ပြီးမှသူ့ရဲ့အသက်တာကိုပေါ့နော်ဖျားစီမှာပြန်ပြီးတော့ပုံအပ်တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်။သူကတက်တည်ခံထားတာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာကိုကျမထက်အများကြီးသိတယ်ပြောနိုင်တဲ့သူလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျမကဒီအရာကိုပြောချင်တဲ့အရာဘာလဲဆိုရင်ကျမတို့ရဲ့အသက်တာမှာလူတိုင်းမှာကျမတို့ဘဝမှာအခက်ခဲတွေဒုက္ခတွေပြဿနာတွေသူများစီကလာတဲ့ depression တွေကျမတို့ကိုယ်တိုင်ကြုံတွေ့နေရတဲ့ depression တွေအများကြီးရှိတယ်အလုံးမှာပဲဖြစ်ပေါ့နော်ဆိုတော့ဒီအရာတွေထဲကနေပြီးတော့လူချင်းနှစ်သိမ့်မှုမပေးနိုင်အောင်ကျမတို့ပိုင်ဆိုင်တဲ့အရာတွေကလည်းကျမတို့နှစ်သိမ့်မှုမပေးနိုင်အောင်ဒါပေမဲ့လည်းဖျားသခင်ကတော့ကျမတို့ကိုအမြဲတမ်းနှစ်သိမ့်မှုပေးနိုင်တယ်ဆိုတာကို Justin Bieber သက်သေခံတာဖြစ်ပါတယ်။ဒါကြောင့်ဘာပြောချင်တာလဲဆိုသူဆိုရင်သူငငယ်လေးကနေသူ့အဖေနဲ့မေနဲ့တကွဲစီသူနေခဲ့ရတာသူ့အမေကအမြဲတမ်းသူ့ကိုဆုတောင်းခြင်းနဲ့ဘုရားသခင်ရဲ့လက်ထဲမှာအမြဲတမ်းအပ်ပေးတယ်လို့သူ့အမေကဖျားเจ้าနေမှာလည်းသက်သေခံတယ်ပေါ့နော်သူ့သားကိုပေါ့နော်ဘုရားလက်ထဲမှာသူအမြဲတမ်းအပ်ပြီးမှဆုတောင်းခဲ့တယ်ဆိုပြီးတော့သူ့အမေကသက်သေခံထားတယ်လည်းရှိပါတယ်ဆိုတော့ Justin Bieber ရဲ့အမေကဖះကိုချစ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ဖះကိုချစ်တဲ့အမျိုးသမီးတစ်ယောက်သူ့သားကိုလည်းအမြဲတမ်းဖះအတွက်ဆုတောင်းပေးတတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာဒါကြောင့်သူ့ရဲ့သားကဘလောက်ပဲစိုးဝါးနေပါစေနောက်ဆုံးမှာတော့ဖះစီပြန်လှည့်တယ်ဆိုတဲ့အရာကသူ့အမေရဲ့ဆုတောင်းပေးခြင်းနဲ့အများကြီးနဲ့လည်းဆိုင်ပါတယ်။ဒါကြောင့်ကျွန်မပြောချင်တာကကျမတို့ယုံကြည်သူများမိဘတွေကလည်းသားသမီးတွေကိုဖះစီမှာအမြဲတမ်းအနှံဖို့လိုတယ်ဆိုတာကိုကျွန်မပြောချင်တာပါဒါကြောင့်ကိုယ့်ရဲ့သားသမီးအတွက်အမြဲတမ်းဆုတောင်းပေးတတ်တဲ့မိဘတွေကကိုယ့်သားသမီးရဲ့ခက်ခဲတွေကြာရှုံးတဲ့ချိန်တွေနော်အောင်မြင်တဲ့ချိန်တွေမှာဘာမှမကူညီနိုင်ဘူးဆိုရင်တော့မှကိုယ့်သားသမီးအတွက်ဆုတောင်းပေးခြင်းကဘုရားသခင်ကအဲ့ဒီအရာပေါ်မှာကောင်းကြီးပေးမှဘုရားသခင်ကအတူပါရှိပေးတာဖြစ်ပါတယ်ဒါကြောင့်မိခင်တွေရဲ့ဆုတောင်းခြင်းကလည်းတအားကိုရေးကြီးတယ်ဘုရားနဲ့အတူသွားတဲ့မိခင်တွေကမနော်ဖះနဲ့အတူသွားဖို့ရန်အတွက်လည်းအရင်အရေးကြီးတယ်ဆိုတာ Justin Bieber ရဲ့မိခင်အားဖြစ်တော့လကောင်း Justin Bieber ရဲ့အသက်တာအားဖြစ်တော့လကောင်းကျမတို့ကခွန်အားယူပြီးတော့ကျမတို့ဘဝရဲ့အမြင့်အသက်ကြတွေမှာဖះနဲ့အတူရှိဖို့ရန်အတွက်နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းကိုဖះရှင်ကောင်းကြည့်ပေးပါစေ။